嘿呀，得到。ဟေးမလိုက်ဘူး ဟာမင်းကလည်းငါတို့ပတ်စံနဲ့ဝယ်တိုက်နေတာမတောက်လဲနေကွာသွားမယ်လားဟဲ့ कैसे कैसे लोग रहते हैं यार यहाँ पर साला तुमको पागल कुत्ते का गाड़ी उठा के ले जाएगा बता रहे हैं हम ဟယ်လိုတိုက် ဟယ်လိုဘယ်မှာလဲအိမ်မှာမနက်စာစားပွားရလားစားပြီအဲ့ဆိုလာခဲ့တော့လာပြီ တာကြီးတို့ရေငါဒီနေ့ဆိုင်ကဝဲတာ330နဲ့တာကြီးတို့စီးလို့ကောင်းတာတာကြီးတို့ အာကောင်းပါကောင်းပါမိုက်တယ်ကွာ အဲ့ဒါတိန်း30တောင်ပေးပြီးတော့ဆိုင်ကဝဲလာတယ်ဟဲ့ဒီမကြည့်အောင် S24 อ่ะဆိုတာနော်တိန်း50ကျော်ပဲပေးရတယ်မင်းတို့အဲ့ထက်ကောင်းတာဖုန်းကလိုက်တာမဟုတ်ဘူး ဟေးမင်းအဲ့ဖုန်းစီးပြီးလာခဲ့လိုက်တော့ တိုက်ရတကယ်ချင်းအရှင်းချင်းပဲကွာမင်းအဲ့လိုမျိုးသူ့ကိုထားခဲ့တာမကောင်းပါဘူး ဟေးမင်းအောင်အကွန်တူလာခဲ့လိုက်တော့အော်မသိလာစားတယ်တာကြီးအောင်စံ1000လောက်ပေးရှိရလားကွာအရင်ကျွေးတွေကိုခဏမေးလိုက်တာငါတို့ဒီပတ်စံတစ်ပတ်အတွင်းပြပေးမှတာကြီးအောင်လက်မနာရင်းနဲ့တာကြီး1000လောက်ပေးရှိရတာကြီး ဟေ့မင်းကိုပေးဖို့အတွက်ကအပင်ဆိုင်တာထင်လို့ပတ်စံအောင်မင်းပထမတစ်ခါချီးပြီးတော့ပြတ်ပေးတာမဟုတ် ဟောတာကြီးမင်းတကယ်ကြီးတယောက်မင်းရှိမှဒီလောက်အောက်ကျုပ်ခံပြီးတောင်းတိုက်မပေးကြီးလေကွာတာကြီးလောက်ပါတာကြီး โอเคဟုတ်ပြီ ဟေးမင်းစော်တော့မပြောနဲ့မင်းစီကငါပတ်စံ3သိန်းချီးတာမို့1000နဲ့ချီးရမင်းဒီပတ်စံ1000နဲ့မင်းအိမ်တောက်လို့မရအောင် တိုက်ငါပြောဖို့ပတ်စံပြင်းတယ် တာကြီး Namora, tá liberado pra beijar. Milênio de ဟာရောမင်းလူမမြင်ဘူးလားကွာ အဲ့ငါမမြင်တာလားမင်းမမြင်တာလား မင်းမမြင်တာလေကွာမင်းကဘာကောင် မင်းကတိုက်တာလေဟယ်လိုအဲ့လာနေတယ်ဟာဘယ်ကောင်မလေးနဲ့လာမှာလဲအခုတကယ်ချင်းနဲ့တူလာနေတာဟာမင်းအောင်လားမင်းအောင်အမရောမင်းကြည့်လို့ မငါပြဟာလားဟယ်လိုဟုတ်တယ်ကျွန်တော်တို့ကြည့်ရကောင်မလေးပဲမပါပါဘူး အာရောက်ပြီလားဟာဘာလဲကျဲတယ်မခေါ်လာနဲ့လေဟာနေရလေအော်အေးခေါ်လာကြလေရဒီမှာငါသိနေတယ်ပါတယ်သူကပြင်းနေတယ်နော်အေးရောက်ချလိုက်မယ်ဟဲ့အဲ့နဲ့မင်းနဲ့ရန်ဖြစ်တာလေ ဟောမင်းကတငယ်ချင်းအချင်းချင်းဒါခေါ်ဆောင်